我也是离过分外路中，我专场的地方3边你来看，ကျွန်တော်မီးလင်းပွဲတွေလုပ်ခဲ့ပါတယ်တော်တော်များများဒါပေမဲ့လို့ဒီဘာလို့အဆင်ပြေခဲ့တာတစ်ခါမှမလုပ်ခဲ့ဘူးဘာဖြစ်လို့လဲဆိုတော့မီးလင်းပွဲလုပ်တဲ့အတိုင်ဘောတွေပဲဒီဘာလို့ရင်၄ခါလောက်တိုင်ခံရတယ်၄ခါနဲ့ချက်တယ်ကျွန်တော်မှာခရိုင်ကိုလည်းတိုင်ရလက်ဖေးဘောကဘလောက်ပါတော့တိုင်ခံရမြို့နယ်တွေတိုင်ခံရမြို့တော်တိုင်ခံရပါတယ်ဘယ်လိုပဲတိုင်တယ်ကျွန်တော်တို့ကဝန်ထမ်းတွေပါတော့နိုင်ငံတော်စုကနေချလာတဲ့လူတွေကျွန်တော်ဌာနတွေချလာတဲ့လူတွေနဲ့ညွှန်ကြားတဲ့တွေကျွန်တော်လုပ်ကြတာပါအဲ့တော့မှကျွန်တော်တို့လက်စစလုပ်ကြပါအဲ့တော့ဒီကွာကအဲ့ဒါဒီပုံမှာလိုက်နာဆောင်တဲ့အခါမှာအားကောင်းတဲ့အတွက်ကြောင့်ကျွန်တော်သိရတော့ပတ်သက်အားဖြင့်လည်းတရားစီရမရှိမှမှားပဲနဲ့တိတ်မောက်ရှိရတယ်လုပ်ခဲ့တယ်ပြီးတော့ညီညွတ်တယ်လုပ်ခဲ့တယ်ပြီးတော့ကျွန်တော်တို့ရဲ့ချက်မှတ်ထားတဲ့ဒီတိုင်တန်းကျွေးသီးဆိုတဲ့ဒီပစ္စည်းတွေကကျွန်တော်စမ်းမိပါတယ်ဟာလားကျွန်တော်တို့ပြောတယ်လို့လိုက်တာပဲအချို့ကစောရကတွေတက်တယ်ဟာလားကိုယ်ကလည်းကိုလုံးတာပဲဆိုတော့ပါတယ်ဒါတွေကကျွန်တော်တို့ခုံလွန်နိုင်တဲ့ဟာတွေပါနောက်တော့သူတို့တွေလုပ်တာမဟုတ်ပါဘူးလက်ရှိဒီမှာကျွန်တော်တို့ဒီလက်စင်ကြီးလုပ်တယ်ဆိုတာငါတို့လက်ရှိရောက်နေတဲ့ဒီလေးအတက်တန်းနဲ့ဆိုတက်ပြီးတော့သူကြာလာလည်းမရဘူးကျွန်တော်တို့ကနောင်လာနောက်သားတွေကိုစဉ်းစားပြီးတော့ကျွန်တော်ရည်ရွယ်ပြီးလုပ်ကြတယ်တော့တိုင်တန်းကျွေးသီးဆိုတာသူတို့စောရတက်ရင်တက်လို့ရပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့မြို့ပေါ်တွေမှာဆိုရင်တိုင်တန်းကျွေးသီးကသူတို့ပြောလို့အခုမှရှင်းပြောရင်90ရာခိုင်နှုန်းပြည့်စည်နေတာကျွန်တော်တို့စားလမ်းထိုးနိုင်မှာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်နိုင်ငံတော်မှာကျွန်တော်ဌာနနဲ့တစ်ချက်တော့ရှိပါနော်ဒီကနေ့လက်ရှိနှစ်ဆိုရင်ကျွန်တော်တို့က4.8ဘီလီယံကိုကျွန်တော်တို့တောင်းတာဒါပေမဲ့ရမယ့်ပတ်စံက1.8ဘီလီယံလောက်ပဲရှိတယ်အဲ့တော့ကျွန်တော်တို့ကပြက်ပြင်းလေးလုပ်ငန်းအောင်လေးပဲလုပ်နိုင်တယ်အဲ့တော့လူနယ်တွေမှာတိုးတက်ဖို့ဆိုတာတော့ခက်ပါတယ်အဲ့တော့နိုင်ငံတော်ဆိုရတယ်တော့ကဲကိုကပူဆိုရင်တော့အစီအပြေတော့လည်းဆိုလို့ကိုကပူစနေနဲ့လုပ်လိုက်တဲ့ခါမှာဒီဘာကကိုပတ်စံလည်းကိုလို့လည်းသူရလည်းသူမတက်ဘူးကျွန်တော်ဌာနလည်းသူမခံဘူးနော်အဲ့ဒါတွေကအင်တာကျေးဇူးတင်ကြကောင်းလို့ကျွန်တော်ဌာနကိုလည်းဘာလို့မှဆွဲကတက်ပြီးတော့ဒီနေရာတော့ဒါမသုံးနေဘူးကိုနေရာတော့ဒါမလို့အဲ့လိုမျိုးရှိခဲ့ပါဘူးဒါကြောင့်ကျွန်တော်ကဆံပြဒီပဲကျွန်တော်ကယူဆနေတာကျွန်တော်လုပ်ခဲ့တဲ့ဒီဘောကောင်းတွေပဲပါတယ်မှာအခုခုနကဝင်းကောင်းကောင်းလို့ပဲကျွန်တော်စခါပြေးပါဆိုရင်အဲ့ဒါတိုင်လိုက်တာတော့ကျွန်တော်ကလည်းမျိုးလုံးတိုင်ခံရတယ်ဟာဒါလည်းခေရအောင်တစ်ပြည့်ခိုက်တာ3000ပုံတယ်ဆိုကျွန်တော်လည်းပြည့်လည်းတော့ကျွန်တော်တော့တာခုမလင်းပြောရင်ကျွန်တော်တော့တာ yes play ဆိုတဲ့ copy လေးပဲတော့ခုဒီပါဒါခုမလင်းပြောတာကျွန်တော်ပြည့်တော့ပါအဲ့ဒါကိုကျွန်တော်တို့ကအမျိုးလိုတော့ကြာဟို MDO C ကုန်းကဘလောက်အဲ့ဒါမျိုးတွေကကျွန်တော်ခက်နေတာဘိုးကဖွင့်ထားတာပိတ်ထားတာတော့မရှိပါဘူးအချိန်ကြီးလမ်းကလည်းပြောနိုင်တယ်တယ်လီဖုန်းဆက်လည်းပြောနိုင်ပါတယ်လုံးလည်းလာပြောနိုင်တယ်အစစ်လည်းကျွန်တော်ဖွင့်ထားပြီးသားပါဒါကြောင့်ဒီရွာရဲ့လုပ်ပုံကံမှုလေးတွေကနောင်ရွာတွေပေါ့နော်နောင်ရွာဆိုတာကတော့လည်းဒီတဲ့မချိုးတဲ့ရွာတွေကိုပြီးနေစေချင်ပါလေအဲ့ရွာလေးတွေမှာနည်းနည်းခက်ခဲရှိတာတွေကိုရွာကုန်တီကတော့နည်းနည်းလေးညှိနှိုင်းပြီးတော့ပေးစေချင်ပါတယ်အဲ့ခက်ခဲလေးကနည်းနည်းကြားနေပါမယ်ကျွန်တော်တို့ကလုံးဝကူးချက်တော့ကျွန်တော်တို့ကကြိုးရင်းကူးချက်ချထားပြီးပါတော့အဲ့ဒါလေးကိုတော့နည်းနည်းအခုညီတောင်းနေပါတယ်အဲ့ဒါလေးကိုရွာကော်မတီနဲ့ရမရပါရင်စီးပွားလေးလုပ်ပြီးတော့အခုညီပေးပြီးလည်းသုံးပေါင်းတဲ့ပေါ်လွှင့်နေပါတယ်လက်ရှိလည်းကျွန်တော်တို့ကပစ္စည်းတွေသူတွေဝယ်ဖို့သူတွေလုပ်ပြီးပါသက်ဆိုင်လည်းပုံကြထားပါတယ်အဲ့ဒါကြောင့်ကျွန်တော်ကအဲ့ဒါပြောတာပါနောက်တစ်ခုကကျွန်တော်ရက်စစ်အတိအကျသတိဆိုတာပြောချင်ပါတယ်ရက်စစ်ကအခုရလာပြီဆိုလို့ငါတို့အနေနဲ့ကတော့ပြီးပြီလို့စပြီးမယ်ကျွန်တော်တို့ဌာနအနေနဲ့ရက်စစ်ပြီးဖွင့်ပြီးတဲ့နေ့ကစပြီးတော့ကျွန်တော်တို့ကဓာတ်ကတော့မှာကျွန်တော်တို့ကဓာတ်ရောင်းတာနော်အဲ့တော့ဓာတ်ကတော့မယ်ဆိုတော့ကျွန်တော်တို့ကစနစ်ကြဖြစ်နေတယ်ဖြစ်တဲ့ကျွန်တော်ရက်စစ်ပြီးစပြီးတော့ဖွင့်လိုက်တဲ့နေ့ကစပြီးမီတာတက်ပြီးနေ့ကစပြီးအဲ့မီတာကိုကျွန်တော်တို့ကကောက်ပါနော်အဲ့တော့မီတာတက်တဲ့ကောက်တဲ့နေရာမှာ2နေရာရှိပါတယ်ကျွန်တော်တို့ဝိမီတာဆိုဒီကွန်ဝိုင်းကတက်တဲ့ဝိမီတာရှိတယ်အိမ်နေကနေပြီးတော့သုံးတဲ့သုံးချင်းလုံးချင်းမီတာတွေရှိတယ်အဲ့တော့သုံးချင်းလုံးချင်းသုံးတဲ့မီတာတွေနဲ့အခုဖြစ်နေတဲ့ပြဿနာမိမီတာနဲ့ကွာတာရှိပါတယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီကြားထဲမှာလမ်းကြီးတွေရှိပါတယ်နောက်ပြီးတော့တစ်ပင်တွေရှိမယ်တစ်ကိုင်းတွေရှိမယ်အဲ့ဒါတွေဖြစ်ရင်ဒါတွေကြောက်ဆုံးပါတယ်နောက်ပစ္စည်းတွေကြောင့်လည်းအရေးသွေးကြောင့်လည်းဒါတွေကြောက်ဆုံးပါတယ်အဲ့ဒီတော့ကွာချက်ရှိလာပါတယ်အဲ့ဒါကြောင့်အဲ့ဒီကွာချက်ကိုကျွန်တော်တို့ဌာနအနေနဲ့က30ရာခိုင်နှုန်းလျှော့ပေးထားပါတယ်တော့ကွာချက်ကို30ရာခိုင်နှုန်းနဲ့ကျော်ရင်တော့အဲ့မိမီတာကနေရတဲ့ဓာတ်ကရဲ့ပြီးတော့ကျွန်တော်တို့ဘာလဲဆုရက်တဲ့ဓာတ်ကိုနှုတ်လိုက်ရင်30ရာခိုင်နှုန်းငါတို့100ရာခိုင်နှုန်းမပေးရဘူး90ရာခိုင်နှုန်းနဲ့ကျွန်တော်တို့ဆက်ပြီးတော့အဲ့ဒီအချက်ကိုတိုးလာမှကျွန်တော်တို့ပေးရပါတယ်ဒါကြောင့်မို့လေဘုံကမီတာကိုကြောင်းပြန်လုပ်ပြတာတို့နော်တစ်ပင်နဲ့ထိတာဆိုတာဒါတွေကြောက်ဆုံးမှုတွေပါအဲ့ကြောက်ဆုံးမှုတွေဆိုဘွားနေပြီးဆုထားမယ်အဲ့တော့အဲ့ကြောက်ဆုံးမှုတွေမဖြစ်ရကြအောင်ဆိုရင်ဘာပုံကြီးကအမြဲတမ်းမျက်စိနဲ့စောင့်ကြည့်နေရပါတယ်ဒီကဥမာတရားဝင်ဓာတ်သုံးနေတာလားတရားမဝင်ဓာတ်သုံးနေတာဆိုတာကိုအမြဲစဉ်းစားပြရပါမယ်နောက်တစ်ခုကမီတာတွေပေါ့နော်ခုသားတို့မီတာတွေတက်ပြထားတယ်နော်မီတာတွေကနောက်300ဒီမကန်တဲရွာသေးရွာကိုအားကိုလျှက်စစ်ပြီးပုံပွဲတွင်လျှက်စစ်အန်ဒီရဲ့ဘဟုသုတလက်ကန်းစာဆောင်များမြို့နယ်လျှက်စစ်အင်ဂျင်နီယာဦးအောင်တို့မြင့်မှဒေဝေပေးပါရန်နှင့်ကျေးရွာလူလူကိုစားဦးသိန်းတို့နှင့်ဦးရိုးကန်တို့မှလက်ကံရယူပြီးတက်ရောက်လာသူများဝေငှပေးပါရန်လေးစားစွာပန်ကြားပါသည်ရှင်
လျက်စစ်မီအောင်မြင်စွာဆောင်ရွက်နိုင်ရန်အဖက်ဖက်မှမူနီဆောင်ရွက်ပေးကြသူများကျေးရွာပြည်သူများကိုစားကျေးရွာမီလီကော်မတီနိုင်ကဦးတင်ဆွေမှကျေးဇူးတင်စကားပြောကြားပေးပါရန်လေးစားစွာပန်ကြားပါသည်ရှင်ဖြစ်ပြည်ရဖြစ်တယ်ဆိုတာကိုကျွန်တော်ဒီနေရာနေတဲ့ဒီရည်ဖြစ်တဲ့အိဒါကတော့ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီရေးပါတယ်မှာပေါ့ဒီကချင်းပြမေးတယ်ယေသူတရားတွေလေးစင်းနေယေသူတရားတွေကိုဟောပြောပြီးတဲ့အတွက်ကျွန်တော်တို့မန္တလေးကဘိုးချစ်တဲ့ကြီးလာကလာတောင်မှကျွန်တော်တို့ကြည့်ရတဲ့လောက်အကျိုးကျေးဇူးရှိနိုင်မယ်လို့မထင်ပါဘူးလူသားမအကျိုးကျေးဇူးရှိလို့ဝန်ကြီးတစ်ပါးကိုလည်းလူသားမအထူးကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်ကျွန်တော်တို့ကြည့်ပါအနေနဲ့ပြောရလို့ရှိရင်ဝန်ကြီးမင်းရှင်းလင်းပြင်ပြသွားတဲ့အတွက်ကျွန်တော်တို့လင်းသစ်မီလီယံမီလီယံလောက်ဒီဝကြီးရရုံလောက်ဒါတော့ပဲအကျိုးကျေးဇူးရှိတယ်လို့ထင်နေတာခုတော့ဝန်ကြီးမင်းရှင်းလင်းပြသွားလို့မီဒီယာတွေကနေပြီးတော့ကျွန်တော်တို့တောင်သူလယ်သမားတွေအတွက်မဖြစ်မနေဇာတိမျိုးကြီးတွေဓာတ်မြေဩဇာတွေပိုးသက်စေတွေအကြောင်းတွေဒါတွေပါလေ့လာသိရှိနိုင်နေရဆိုတော့ကျွန်တော်တို့အလူမတန်မှကျေးဇူးများတယ်ဆိုတာမြေကြီးလက်ဝါးနဲ့ချက်လိုက်တာမှလွဲကျင်လွဲပါလေဦးမယ်အမတန်မှမှန်ကန်နေတာဖြစ်တဲ့အတွက်ဒီပါကြီးရောသားများနဲ့ဒီလေးစစ်ပြီးရရှိတဲ့အတုံးကိုလေးစစ်မျိုးနယ်မန်နေဂျာကြီးပြောတယ်လို့ဇက်ကားလေးကြည့်ရောတချင်းလေးနားတော်အောင်နဲ့ကျင်းနိုင်ကြောင်ရဲ့မနေကြဘဲနဲ့ဝန်ကြီးမင်းပြင်ပြရှင်းလင်းပြီးတော့အကြံဉာဏ်ပေးသွားလို့ဒီကျန်လေးစစ်မန်နေဂျာကြီးကိုပြောသွားတယ်။ဗာခင်ဗျားတို့ကြည့်ပါမင်းကြီးကကျွန်တော်တို့တော့မတွေ့ဘူးပေါ့ဗျာ။အလိုစည်းလုံးနေမျိုးလေအလိုမှလည်းတိုးတက်တယ်အလိုမှလည်းစံပြကြည့်ရပါဆိုတော့ကျွန်တော်တို့ဒီမကန်တဲရွာဓာတ်တွေဟာသမန်ကကျန်ကားလို့ကျွန်တော်တို့ထင်ခဲ့တာခုမှလူကြီးမင်းတို့တင်ပြတဲ့အတွက်ဟာအာဃကြီးရွာကအာဃရွာသားတွေပါလားဆိုတာသိအောင်လို့ကျွန်တော်ဒီပါလူကြီးရွာသားများနဲ့ကျက်သူဘုံယူပြီးတောင်းပြောကြလို့ပါပဲဒီနေ့လေးများအချင်းပိုးတော်လို့ရှိရင်ဒီကံခွင့်လို့ပြပါရဲ့မြတ်တာကျိုးတဲ့ကံပါလေကျွန်တော်များပါလေဝန်ကြီးများနဲ့တို့နဲ့ကြောရောက်လာရတဲ့ဧည့်သည်တော်များကိုကျေးဇူးအထူးတင်ကြောင်းပြောကြားပြီးတဲ့နောက်မှာကျွန်တော်တို့ကျေးဝါဓမ္မကန်နဲ့တဲရွာကိုဝါဖို့လေးစစ်မီလီယံလောက်ဆောင်ကြတဲ့ကော်မတီများကိုလည်းအထူးကျေးဇူးတင်ပါတယ်ကော်မတီများဆိုတာကျွန်တော်များဘယ်လိုလုပ်ဆိုတော့ကျွန်တော်တို့ကျေးရွာကိုဝါဖို့ကိုလေးစစ်မီလီယံဒီဆောက်တော့ဆိုတော့မြို့နယ်ကိုရောက်လာတင်ရပါတယ်မြို့နယ်ကိုရောက်လာတင်တဲ့အခါကျတော့ကျွန်တော်တို့လေနဲ့ဒီဆောက်ရတဲ့ကော်မတီမလိုပါဘူးမလိုအပ်ပါဘူးမဖြစ်ပါဘူးကျွန်တော်တို့ဝင်နဲ့ဒီဆောက်ရတဲ့ကော်မတီမှာဖြစ်မှာပါအဲ့ဒါကြောင့်ကျွန်တော်တို့တိတ်တရားဗမာကျွန်တော်တို့ကော်မတီကစုဆောင်းထားတဲ့ရမုံမရှိပါဘူးဆိုတဲ့ဗန်ချလန်နဲ့ကျွန်တော်တို့ကျေးရွာကိုကိုတာမီးလင်းလိုကြောင်းမြို့နယ်ကိုတင်ပြပါအဲ့မှာတင်ပြတဲ့အခါမှာကျွန်တော်တို့ကမြန်မြန်လင်းနေတဲ့ဆန္ဒပြပြနေတော့ပြောလို့ရှိရင်ကျွန်တော်တို့ရင်းကြသိရှိရအောင်ပောက်ခံတဲ့နေရာမှာကိုလေးစစ်မီဖွင့်ပွဲအထိမ်းမဲ့အလံခမကန်ကျေးရွာအုပ်ချုပ်ရေးမှူးကုနိုင်ထွန်းမှပေးရပေးနိုင်ပါရဲ့နဲ့မန္တလေးတိုင်းဒေသကြီးအစိုးရဖွဲ့ဝင်စီမံကိန်းနဲ့စီးပွားရေးအဝင်ကြီးဦးအောင်ဆန်းကလက်ကံရယူပေးပါရဲ့လေးစားစွာပန်ကြားပါကျေးရွာတရားမီလီကော်မတီဖွဲ့ဝင်ဦးသိန်းနိုင်မှပေးနိုင်ပါရဲ့နဲ့မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လမ်းမဆက်သွယ်ရေးဝန်ကြီးဦးကျော်ဆန်းကလက်ကံရယူပေးပါရဲ့လေးစားစွာပန်ကြားပါအသိမဲ့လံခမကန်တဲရွာကျေးရွာမီလီကော်မတီဖွဲ့ဝင်ဦးတင်စိန်မှပေးနိုင်ပါရဲ့နဲ့ရင်းညံမြို့နယ်အထာကူပြုဖွဲ့ဝင်ဦးနုချွန်ကလက်ကံရယူပေးပါရဲ့လေးစားစွာပန်ကြားပါလေရှင်ကျေးရွာမီလီကော်မတီဖွဲ့ဝင်ဦးစောလုံးမှပေးနိုင်ပါရဲ့နဲ့ခရိုင်ရက်စစ်အင်ဂျင်နီယာဦးကျော်မြင့်ကလက်ကံရယူပေးပါရဲ့လေးစားစွာပန်ကြားပါလေရှင်
လျက်စစ်မီဖွင့်ပွဲအထိမ်းမဲ့အလံအားစီမံကိန်းတဲရွာကျေးရွာမီလင်းရေးကော်မတီဖွဲ့ဝင်ဦးဝင်းယူနိုင်ကပေးအပ်ပေးနိုင်ပါရဲ့နှင့်မြို့နယ်အုပ်ချုပ်ရေးမှူးဦးသိန်းထွန်းအောင်ကလက်ခံရယူပေးပါရန်လေးစားစွာပန်ကြားပါလေရှင်ဖွဲ့ဝင်ဦးမြင့်ဦးကဘေးရဘေးနိုင်ပါရဲ့နှင့်မြို့နယ်ပြည့်စင်အင်ဂျင်နီယာဦးအောင်တွန်းမင်းကလက်ခံရယူပေးပါရန်လေးစားစွာပန်ကြားပါရဲ့ရှင်ဒီမကန်တဲတော်ကျေးရွာကိုအားကိုလျက်စစ်မီဖွင့်ပွဲအောင်မြင်စွာပြည်သူကြောင့်ကျင်းညာဆန္ဒပြန်သမျှအားလုံးတွေပြေဝဖို့လေပြေဝဖို့လေအောင်အတိတ်နဲ့အောင်နမိတ်ကိုချွေးဒီပန်းကလေးနဲ့သွန်းလောင်းမြတ်တာရဲ့ညိုဝါရှွန်းစတခက်ပန်းတပြေမမွေးမလာတော့လဲတန်ဖိုးအနေကထိုက်တန်ပါလေလက်မမြန်ရှမှုရှ िख ိုးပူဇော်နေဖျားမြတ်စိန်နေတောင်းစုပန်းချွေတရင်ညိုဒီပန်းနေဆေပြလက်မမြန်ရှမှုရှ िख ိုးပူဇော်နေတောတောင်ရင်ကြီးမိခိုးကျက်စားတတော်ဝါများတွေဖျားပြီးဝေးကွာနေတပြေပန်းကလေးနဲ့ဆူတောင်းမြတ်တာဝေးလက်မမြန်ရှမှုရှ िख ိုးပူဇော်နေဖျားမြတ်စိန်နေတောင်းစုပန်းချွေတရင်ညိုဒီပန်းနေဆေပြလက်မမြန်ရှမှုရှ िख ိုးပူဇော်နေတောတောင်ရင်ကြီးမိခိုးကျက်စားတတော်ဝါများတွေဖျားပြီးဝေးပွားနေဒီပန်းလေးနဲ့ဆူတောင်းမြတ်တာ
na ti da ma shi lo sin ye dukka jung ne mu di ku lo di lo ma ho ji ku lo di lo ma ho ji su phong ji nya di wa lu lu sau ti pyu su tha na ti da ma lu twa lu na chana dukka pi sum ya Sana ji ji yo ywa le yaung le ni be Yin ya yaung le bu chan ni wan la la be ya o chang ye ban mya su pong ne pyu ni ji sun kan chwa chi twa le bong lo ji ya ne kong ye chat tho zi de myu ne chang ba lu ne lu ma me ne nya chang yo ne ko phat chaw ya bala ta thi da ma shi lo sin ye dukka jung ne mu di ku lo di lo ma ho ji ku lo di lo ma ho ji su pong ji nya di wa lu lu sau ti pyu su tha na ti da ma lu twa lu la chana dukka pi sum ya ye